Wait ဒီနေ့ထဲမလေးရှားမှာကျောင်းတက်ဖို့စိတ်ကူးရှိရဆိုတော့ဒါလေးကတော့တခြားပေါသိထားတယ်နော်။ Mila University ရဲ့နောက်လာမယ့် August နဲ့ October intake တွေအတွက်တချို့ကအခုတည်းကစာရေးပြင်ဆင်နေကြပြီ။နိုင်ငံခြားမှာကျောင်းတက်ဖို့ဆိုတာနောက်မှပဲ AC ဆုံးဖြတ်မယ်ဆိုပြီးပြစ်ထားလိုက်ပါဖြစ်တယ်လေသိလား။နောက်ဆုံးမှ apply လုပ် document တွေပြင် visa တွေရှောက်နေအကုန်လုံးကိုတပြိုင်နက်တည်းလုပ်ရပြီးတော့လုံးဝကိုအလောတကြီးနဲ့ခေါင်းရှုပ်ရတတ်တယ်လေ။အခုလည်းကကြိုတင်ပြင်ဆင်ပြီး society နေရာဦးထားမှတကယ်ကိုသိချရမှာပါ။ကိုကလည်းဒီကြောင်အရင်သဘောကျတာကွာ။ campus ကြီးက resort တစ်ခုတဘာဝပတ်ဝန်းကျင်ကတာယာပြီးတော့ comfortable ဖြစ်တဲ့အပြင် US World University ranking 2026မှာလည်းအာရှရဲ့ top 500 ထဲဝင်ထားတဲ့ global standard ပညာရှင်တွေတော့တင်ကြားပေးရကွာ။အော်ဘီဆယ်နဲ့အောင်ထားတာဖြစ်ဖြစ် grade 11ဒါမှမဟုတ် IGCSE ပြီးထားတာဖြစ်ဖြစ်ကိုယ့် background နဲ့ကိုက်ညီမဲ့ foundation ကနေ bachelor အထိစိတ်ကြိုက်ရွေးချယ်လို့ရတယ်။ပြီးတော့ study programs category အနေနဲ့လည်း business and management, computer and technology, engineering, applied science and mass communication စတဲ့ကိုဝါဒနာပါတဲ့နယ်ပယ်လိုက်အုပ်စုစုံလေးရှိရမလို့စိတ်ကြိုက်ဖို့ခေါ်လို့ရတာပေါ့အခုလာမယ့် intake ကိုအမိတက်ပြီးတော့အမိုက်စားကြောင်းသားပေါင်းဖြတ်သန်းခြင်းနဲ့ဒါပေမဲ့ဘယ်အမျိုးအစားကိုနဲ့ပိုကညီနဲ့ဝေခွင့်မြတ်ဖြစ်နေတော့ကောင်းရှုံးမခံပဲနဲ့အခုပဲ MTTA Actual Message ပေါက်မှာမီလာလို့စပို့ပြီးတော့လာရောက်တိုင်ပေးလိုက်တော့နော်